ပညာတွေကျွန်တော်မှဘလောက်ပဲရှိတခြားသူပြောတဲ့စကားကိုထံဘောမထတဲ့ရင်အလကားပါပဲအလောက်တွေဘလောက်ပဲကြိုးစားရိုးသားမှုမရှိဘူးဆိုလို့ရှိရင်လည်းအဲ့အလုတ်ကဘာမှမဖြစ်တော့ဘူးအလကားကြီးပါပဲကျွန်တော်ဒီနေ့စာပေချင်းမြတ်တို့သူတွေအားလုံးကိုလေးစားလျက်နဲ့ကျွန်တော်တခုမာစေချင်တာဘာလဲဆိုတော့အခုနကကျွန်တော်ပြောလိုက်တဲ့စကားလေးကကြတော့အင်မထမလူတန်ဖို့ဟောပါမှာလူပေါ့ပါမှာအင်မထမတက်ဖို့ရှိပါတယ်ကျွန်တော်တွေကကိုစီကိုသားတွေးတော့မယ်ဆိုလို့ရှိရင်လည်းအမျိုးမျိုးလုပ်ပုံအမျိုးမျိုးတိုင်ပုံအမျိုးမျိုးပြောပုံအမျိုးမျိုးဆိုပုံအများကြီးရှိပါသေးတယ်ဒါတွေနဲ့ကျွန်တော်တို့မပြည့်မြောက်သေးပါဘူးကျွန်တော်တို့ကအများကြီးလိုပါသေးတယ်ဘာတွေလိုအပ်တယ်လဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်မှာပတ်တွေ့မလဲဆိုတော့ကျွန်တော်တို့မှာစာပေလူမေးစာပေဆိုဒီလူမေးဆိုဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့စာပေများကိုမျက်လေ့လာမှတာလင်းကျွန်တော်တို့ကအဲ့ဒီတေးစိတ်လေးဝီလာမှာကိုကျွန်တော်မျှော်နေပါတယ်အဲ့ဒါကျွန်တော်လည်းနေပါပြီသူအပေါင်းတော့ကျွန်တော်စာပေပညာမြောက်ကိုလေ့လာစချင်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟ်ဝဘရကာတူကျွန်တော်ဒီနေ့ပြောလို့ချင်တာဘာလဲဆိုတော့လူတန်ဖို့ဆိုတာဘာလဲလူလောကမှာပညာပဲဘယ်လောက်ကြည့်ပဲတက်အကောက်အဆိုးမခွေးကြနိုင်ဘူးဆိုလို့ရှိရင်အဲ့ပညာရှိသူကအလကားပါလူတယောက်ကငွေကြေးဘယ်လောက်ကြည့်ပဲချမ်းသာစီဖြစ်စေဒါပေမဲ့အဲ့လူကအခါတွေကြည့်ကကိုအဲ့ထဲကိုပဲထေးဖို့အမြင့်စူးစမ်းနေရင်လေအဲ့လူကအလကားပါပဲအဲ့တော့အထွေးအပေါ်တွေဘယ်လောက်ပဲမြင့်စာနာနားလည်မှုပေးတတ်တဲ့နှလုံးသားမရှိဘူးဆိုလို့ရှိရင်လေအဲ့လူကအလကားကြီးပါပဲနောက်ဘာလဲဆိုတော့ကဲဆိုပါတော့ကျွန်တော်ကရုပ်ရည်ဘလောက်ပဲချော့ဘလောက်ပဲလှဟုတ်တယ်မလားလူတယောက်ကိုလူလိုမမြင်တတ်ရင်ကျွန်တော်ရုပ်ရည်ချောမော်တာကျွန်တော်ရဲ့အလားပိုင်ဆိုင်တာအလကားကြီးပဲဖြစ်ပြီးတော့အသစ်ပညာတွေကျွန်တော်မှဘလောက်ပဲရှိတခြားသူပြောတဲ့စကားကိုထံဘောမထတဲ့ရင်အလကားပါပဲအလောက်တွေဘလောက်ပဲကြိုးစားရိုးသားမှုမရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီအလုတ်ကဘာမှမဖြစ်တော့ဘူးအလကားကြီးပါပဲဘလောက်ပဲတော်နေပါစေလူတယောက်ကသူ့ဘဝမှာအလုတ်အတွေ့အကြုံမှာဘလောက်ကြည့်ပဲတော်နေပါစေကိုချင်းစာစိတ်မရှိရင်လည်းအဲ့ဒီလူကအလကားပါပဲဟုတ်တယ်အဲ့တော့ဘလောက်ပဲလူကောင်းတယောက်လိုကြွေးကြော်နေပါစေသူများမျက်ရည်ကျတဲ့ထမင်းကိုစားနေအလကားပါပဲတစ်ခုကဘာလဲဆိုတော့အမှန်တရားကိုကျွန်တော်ဘလောက်ကြည့်ပဲလက်ခံတယ်လို့ပြောကျွန်တော်မှားတာကိုသူတပတ်ဟုတ်တယ်မလားသူတပတ်ကကျွန်တော်ကိုဆွေးနေတင်ပြတာကိုကျွန်တော်လက်မခံဘူးဆိုလို့ရှိရင်လည်းအဲ့ကကြတော့ကျွန်တော်အလကားကြီးပါပဲတစ်ခုကဘာလဲဆိုတော့ကျွန်တော်အမှန်တရားကိုဘလောက်ပဲလက်ခံတယ်ပြောပုံမားနေတာကိုတောက်ပြဆွေးနေတာကမကြိုက်ရင်အလကားပါပဲတကယ်တော့လူတန်ဖို့ဆိုတာခက်မြက်တဲ့ခေါင်းမဟုတ်ပါဘူးပထရမယ်အဲ့ဒါတခြားသူတွေအပေါ်ကျင်နာတက်တဲ့နှလုံးသားဂယုစိုက်နားထောင်ပိတ်တတ်တဲ့စာနာတတ်တဲ့နာပေးခန့်ကိုကြီးတတ်တဲ့လက်တစုံအကောင်းမြင်တတ်ပြီးအမြင်ကြည်လင်တဲ့မျက်စိနဲ့အဖျော်ချိုပြီးမိုးသားနေတဲ့ပါဇက်တို့ဖြစ်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူတွေကဘလောက်ညလူကောင်းဆိုတာမရှိခဲ့ရင်အမှန်တရားပဲပျောက်ခွေလာပြီးလူပန်းဝင်ခြင်းနဲ့ငြင်းချမ်းမှုတာယာမှုတွေပျောက်ဆုံးပါလိမ့်မယ်တဲ့အဲ့ဒါကြောင့်မလို့စာပေမျက်နှိုးသူအလုံးကိုချစ်ခင်လေးစားလျက်ပါကျွန်တော်တခုဆိုလို့ချင်တာကလူရတန်ဖို့ကိုမြင့်စေလို့ချင်းသူတစ်ပါးစာနာမှုကိုရိုးရချော့မော်ပြီးသူတစ်ပါးကိုအတင်သိတာသူတစ်ပါးကိုပုတ်ခတ်ခေးရတာမျိုးလှုပ်ချင်တွေကလူတဘာဝမဟုတ်ပါဘူးလူတဘာဝမှာအများကြီးရှိပါသေးတယ်တချို့စာပေတွေလေ့လာရင်းနဲ့ကျွန်တော်တို့သိရှိမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီကနေ့ဒီလောက်နဲ့ဒီကိုရှုပ်လိုက်ပြစေကျွန်တော်ဒီကနေ့စာပေချင်းမြတ်တို့သူတွေအားလုံးကိုလေးစားလျက်နဲ့ကျွန်တော်တခုမာစေချင်တာဘာလဲဆိုတော့အခုတော့ကျွန်တော်ပြောလိုက်တဲ့စကားလေးကကြတော့အင်မထမလူတန်ဖို့ဟောပါမှာလူ့ဘဝမှာအင်မထမတက်ဖို့ရှိပါတယ်ကျွန်တော်တွေကကိုစီကိုသားတွေးတော့မယ်ဆိုလို့ရှိရင်လည်းအမျိုးမျိုးလုပ်ပုံအမျိုးမျိုးတိုင်ပုံအမျိုးမျိုးပြောပုံအမျိုးမျိုးဆိုပုံအများကြီးရှိပါသေးတယ်ဒါတွေနဲ့ကျွန်တော်တို့မပြည့်မြောက်သေးပါဘူးကျွန်တော်တို့ကအများကြီးလိုပါသေးတယ်ဘာတွေလိုအပ်တယ်လဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်မှာပတ်
တွေ့မလဲဆိုတော့ကျွန်တော်တို့မှာစာပေလူမိစာပေဆိုသည်လူမိဆွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စာပေများကိုမြတ်လေ့လာမှပါလင်းကျွန်တော်တို့ကအဲ့ဒီတေးစိတ်လေးဝီလာမှာကိုကျွန်တော်မျှော်နေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းမြို့ပါပြည်သူအပေါင်းတို့ကကျွန်တော်စာပေပညာမြောက်ကိုလေ့လာစေချင်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလ္လာဟ်ဝဘရကာတူ